ထားတာကတော့ဒီကဏ္ဍမှာပေါ့နော်နောက်ဆုံးမေးမြန်းထားတဲ့မိကွန်းမှာမေးထားတာကတော့မေးခွင့်ပြုပါစီအနောက်တိုင်းတသနာအယဘဝဆိုတာတဲ့ပြဋ္ဌာန်းချက်ပုံစံကွက်အတွင်းသာဖြစ်ရတယ်လို့ဆိုပါတယ်ဗုဒ္ဓဘာသာအမြင်နဲ့ရောလက်ခံနိုင်မှာသလားဗျာလူငယ်တွေအတွက်ထိလွယ်ရှလွယ်တဲ့ကိစ္စဖြစ်လို့ပါခင်ဗျာသင်္ကာရှင်းအောင်ရှင်းပြပေးပါဆိုပြီးတော့မေးမြန်းထားပါရရှင်အဲ့ဒါတော့ဗုဒ္ဓရဲ့ဒေသနာတော်ရဗုဒ္ဓဘာသာဝင်တွေရဲ့မူရဆိုရင်တော့လက်မခံနိုင်ဘူးလို့ပဲပြောရမှာပဲပုံစံကွက်တဲ့ဖြစ်တယ်ဆိုတာလောင်းလဲမှုမရှိတော့ဘူးပေါ့ဗျာဒီတိုင်းစတွေကဒီလူကဒါဒီချိန်မှဒါဖြစ်ရမယ်ဒီလိုသိရမယ်မဟုတ်ဘူးအဲ့ဒါတော့မဟုတ်ဘူးဗျာမဟုတ်ဘူးဆိုတာဘာကြောင့်လဲဆိုရင်စရဏကိုသူကတပိတ်မှောက်ထားတယ်လို့ဖြစ်နေဗုဒ္ဓဘာသာမှာဝိဇ္ဇာနဲ့စရဏရှိတယ်လေစရဏဆိုတဲ့အကျင့်ကိုတပိတ်မှောက်ထားတယ်လို့ဖြစ်နေတာပေါ့နော်ဘာမှမဒီလူကမလုပ်တော့ဟိုကတခုပြောမယ်ဗျာသာသနာနှစ်9000လို့ပြောတယ်ဟိုပြောနေဆိုနေကြတယ်ပေါ့နော်ထားပါတော့ဟိုဒါတချို့သာသနာနှစ်9000တိတိပဲဆိုရင်အဲ့ဒီစကားဟာအဆုံးမလွတ်ဘူးဘာကြောင့်လဲဆိုတော့သာသနာနှစ်9000ပဲတည်မယ်ဆိုရင်ဒါပုံစံခွက်ဖြစ်သွားပြီအဲ့ဒီထဲမှာရှိနေကြတဲ့ရဟန်းရှင်လူတွေကဘယ်တော့ပဲသာသနာတည်အောင်ကြိုးစားနှစ်9000တည်းမကြော်ဘူးဒါအစွန်းတစ်ဖက်နောက်တစ်ဖက်ကဘယ်တော့ပဲဂရုစိုက်မစိုက်နေချင်းသလိုနေကြ9000တော့တည်သွားမယ်ဒီအစွန်းတစ်ဖက်မလို့ဘူးဒါကြောင့်မြတ်စွာဘုရားရှင်ဟာဟိုရဟန်းတန်ဃာတော်တွေကိုဟုတ်လားဟိုကြိုးစားပြီးတော့နေထိုင်မိမိတို့တာမန်ကောင်းစွာဝိဟရယုံနေကုန်များအတုံညောလောကအရန္တေဟိအတ္တလို့မြတ်စွာဘုရားရှင်ဖွင့်ပေးတာလောကနဲ့အရန္တေယဟန္တာတို့ကြီးအတုံညောမဆုတ်သုံးစီအတ္တဖြစ်တယ်ယဟန္တာမဆုတ်သုံးဘူးဆိုမစိတ်သုံးဘူးပေါ့နော်မစိတ်သုံးဘူးဆိုတာဘာလဲဆိုရင်သီလသမာဓိပညာရှိလို့ပေါ့သီလသမာဓိပညာဆိုသိက္ခာ၃ပါးရှိတာပေါ့သိက္ခာ၃ပါးသာသနာရှိတာပေါ့တော့ဣမိဇဘိက္ခုတမ္မာဝိဟရယုံဆိုတာဣမိဇဤယဟန်တို့ဒီဘိက္ခုတို့ဒီကြရင်တမ္မာကောင်းစွာဝိဟရယုံနေကုန်များဆိုတာအစွမ်းကိုဖွင့်ပေးလိုက်တာအဲ့လိုပိုင်းဖြတ်မထားဘူးအခုဒီမှာပုံစံခွက်တွေထားတယ်ဆိုတော့ဒါစရဏကိုတပိတ်မောက်တာပဲမဆိုင်ဘူးเนาะအဲ့ဒါမျိုးကမြတ်စွာဘုရားရှင်လက်ထက်တုန်းကပုပ္ပိကရာဟေတုဒိဋ္ဌိလို့ခေါ်တယ်ရှေးကံကိုပဲသူကယုံကြည်တာဟိုဘက်ကယုံကြည်မှုကတစ်မျိုးပေါ့ဒီလိုဒီဘဝမှာဖြစ်နေကြတာရှေးကံအတိုင်းပဲဖြစ်နေကြရတယ်ကံကုန်ရင်သိကြမှာပဲကံကောင်းရင်ချမ်းသာကြမှာပဲအဲ့လိုပေါ့ယူကြတာဒီဘက်ကျတော့သူကအဲ့ဒါကို twist လုပ်ပြီးတော့ထားတယ်ပါတော့ဒါအနောက်တိုင်းဆန်ဆန်မေးတဲ့ဟာပေါ့နော်ဒီမှာလည်းပဲအနောက်တိုင်းတသနာလို့ပြောတာပဲလေမေးခွန်းပါတယ်အဲ့ဒီယူကကျွန်တော်ဗုဒ္ဓဘာသာနဲ့မကိုက်ဘူးအဲ့လိုပုံကိုယ်လေးကိုမြတ်စွာဘုရားရှင်ဟိုတုန်းကပြောခဲ့ဘူးလေအဲ့ဒီတုန်းကတော့ပုပ္ပိကရာဟေတုဒိဋ္ဌိပေါ့နော်အဲ့လိုမျိုးမင်းတို့နေကြရင်တဲ့ကရဏီယံအကရဏီယံနာဟောတိစံတော်ဝါယမောဝါကတ္ထပါကတ္ထပေပါဠိယကရဏီယံပြုသင့်တာပြုမယ်ဟဲ့အကရဏီယံမပြုသင့်တာမပြုဘူးဟဲ့လို့ဆိုတဲ့စန္ဒဥဒ္ဒဟတွေဘယ်မှာရှိတော့မလဲတဲ့အဲ့ဒီပုဂ္ဂိုလ်ကနေချင်းသူတို့နေလာမှာပေါ့နေတော့သူတို့ဘာဖြစ်လာမလဲဟိုသူတို့အကျိုးတရားကမြတ်စွာဘုရားရှင်မုံထတရိဏအနာရခဏံသဟဓမ္မိကောတမနဝါဒောနဟောတိတဲ့ဘုရားရှင်ဆိုလိုတာကမုံထတရိဏဆိုတာမေတ္တိမေရောပေါ်ပြီးပေါ်ပြတ်သမားတွေဖြစ်သွားမယ်အနာရခဏအဆောက်အအုံတွေကင်းမဲ့ကုန်လိမ့်မယ်သဟဓမ္မိကောတရားနဲ့ရှင်လျက်မရှိတော့ဘူးတရားနဲ့ရှင်လျက်မရှိတော့ဘူးတမနဝါဒောဆိုတာကိလေသာကိုငြိမ်းစေတတ်တဲ့တမနဝါဒဆိုတဲ့သူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ဝါဒတွေနာဟောတိမဖြစ်ပေါ်တော့ဘူးတဲ့အလကားအချင်းကြီးဖြစ်ကုန်လိမ့်မယ်လူတွေကလေအဲ့တော့လက်မခံအောင်အဲ့တော့မြတ်စွာဘုရားရှင်လက်မခံဘူးဆိုရင်ဗုဒ္ဓဘာသာကြီးမြတ်စွာဘုရားရဲ့စကားမြတ်စွာဘုရားရဲ့အလင်းရောင်ဖြစ်တယ်ဗုဒ္ဓဘာသာဝင်တို့အနေနဲ့ဒီယူဝါဒကိုလက်ခံနိုင်ကြအကြောင်းမရှိဘူးအဲ့ဒါကိုမှခေအမြင်ခေအတွေ့ခေအကြိုက်ခေလိုက်လုပ်ပြီးတော့ကြားမိရလုပ်ရင်တော့ကျွန်တော်တို့ကြပြလေးတစ်ခုရှိတယ်အဲ့ဒါဘာလဲလို့ဆိုတော့မြက်ကန်းလမ်းပြခြေကျိုးက၍လူအခေါ်ရာနားထိုင်းလာသည်ဘယ်မှာအလှရှိလိမ့်မည်နေစားကြားဖို့မဟုတ်မြက်ကန်းလမ်းပြတယ်ဆိုတော့အဲ့ဒီလမ်းတိုင်းတော့သွားရင်တော့မှားဖို့ပဲရှိတယ်ခြေကျိုးကတယ်ဆိုဘာမှကြည့်ကောင်းစရာမရှိဘူးเนาะမြက်ကန်းလမ်းပြခြေကျိုးက၍လူအခေါ်ရာလူအားခေါ်တယ်ဆိုတော့ဘာအတန်နဲ့ခေါ်မှလဲဘယ်လိုဟုတ်လားနော်အစင်မပြေတဲ့ဟာပေါ့နော်အဲ့ဒါကိုနားထိုင်းလာသေးတယ်နားထိုင်းနေတဲ့လူကကြားရသေးတယ်အဲ့ဒီလူအားခေါ်တဲ့ဟာအဲ့ဒါအလှမရှိဘူးနော်အဲ့ဒီလမ်းစဉ်ဟာအမှန်တော့မှားရွံ့တဲ့လမ်းစဉ်လို့ဘုရားဘာသာမြင်ပါတယ်ဟုတ်ကဲ့ပါ